Data Force ပြောလိုက်တိုင်း American ရဲ့ Two Special Operator အဖွဲ့ဝင်ဆိုတာလူတိုင်းသိကြမယ်ထင်ပါတယ်။ဒါမဲ့သူတို့ရဲ့ကြာရှုံးခန်းတွေရောခင်ဗျားတို့သိကြရလားဗျ။နံပါတ်1 Operation Eagle 1980အီရန်နိုင်ငံဟာအမေရိကန်နိုင်ငံသား52ဦးကို1989ခုနှစ်တွင်စတင်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အဲဒီတစားခံတွေကိုကယ်တင်မှုအတွက် Data Force ကပထမဆုံးမစ်ရှင်ကိုစတင်ပြုလုပ်ခဲ့တယ်။ဒီနေ့တင်မောကနေ Sea Stallion ကိုခဏစီစတင်ထွက်ခွာခဲ့ပါတယ်။ Sea Stallion ခဏစီရဲ့နဲ့ပထမတစ်စီးရတော့တဲမုန်တိုင်းကြောင့်ဆက်ချွတ်ဝင်ပြီးဌာနချုပ်တို့ပြန်လာခဲ့ရပါတယ်။အဲဒီနဲ့6စီးရတော့ကယ်ဆယ်ရေးမစ်ရှင်အတွက်ဆက်ပြီးတော့ပြန်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ Data Force ရဲ့ရဟရင် Sea Stallion 6စီးနဲ့စီးကြတော့တဲမုန်တိုင်းကြောင့်ဆက်ချွတ်ဝင်ပြီးဝင်းရင်ပေါ်တို့လုံးဝမပြတ်တမ်းနိုင်ခဲ့ပါဘူး။ကျန်5စီးဟာစီဖြစ်ပြီးစတင်ပြတ်တမ်းခြင်းနဲ့တဲမုန်တိုင်းရဲ့အရှင်ကြောင့်နဲ့AC controller နဲ့ဆက်တွယ်ရတဲ့ခက်ခဲဖြစ်ပြီးရဟရင်တစ်စီးရာစီဖြစ်လျင်တောင်ပေါ်ကိုတိုက်မိပြီး AC controller ပါစစ်သားရှိကိုအသက်ဆုံးရှုံးခဲ့ပါတယ်။အဲ့ဒီဖြစ်ရဲ့ကြောင့်စစ်စင်ရေးကိုရပ်တန့်ခဲ့ပြီး American တစားကန်52ယောက်ကိုလည်းကင်မထုတ်နိုင်ခဲ့ပါဘူး။ဒီဖြစ်ရ American Data Force ကပထမဆုံးကြာရှုံးမှုတင်ကစားဖြစ်ပါတယ်။အဲ့ဒီကြာရှုံးမှုကြောင့် American Data Force ကိုတကမ္ဘာလုံးကစတင်သိရှိလာခဲ့တာဖြစ်ပါတယ်။နံပါတ်1မိုဂါဒစ်ရှူတိုက်ပွဲ1993လက်ဟုတ်ကြာရှုံးခြင်းဆိုမာလီယာမှာပြည်တွင်းစစ်ဆဖြစ်နေပြီးလူတွေအဆန်ကကိုညီလိုအပ်နေတဲ့အချိန်ကုလသမဂ္ဂနဲ့အမေရိကန်တပ်တွေဝင်ရောက်ခဲ့ပါတယ်။ဒါမဲ့စစ်ဖွဲ့ခေါင်းဆောင်ဝါလော့မိုဟာမက်ဖာရက်အတင်နဲ့ပြပခါတွေစတင်ဖြစ်ခဲ့ပါတယ်။အမေရိကန်တပ်ဟာ1993အော်တိုဘာလ3ရက်နေ့တွင်အတိရဲ့လောက်ခံခေါင်းဆောင်များကိုဖမ်းဆီးမှုအတွက်စစ်စင်ရေးကိုစတင်လှုပ်ဆောင်ခဲ့ပါတယ်။ဒီစစ်စင်ရေးကို US Army Ranger နဲ့ Data Force တို့ကနေဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။စစ်စင်ရေးပထမပိုင်းစတင်ချိန်မှာတင်မဲ့အတိရဲ့လက်အောက်ခံစစ်ကောင်းဆောင်အနေငယ်ကိုသာဖမ်းဆီးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ American Black Hawk Helicopter Super Swan ဒီဆိုမာလီယာတပုံရဲ့ RPG ကိုထိပြီးတော့တက်ချခဲ့ပါတယ်။ဓမ္မရဲ့ရင်တက်ချပြီးနောက်မိနစ်20အတွင်း Super စစ်ဖို့ American Black Hawk Helicopter ကလည်း RPG ထိပြီးတော့တက်ချခဲ့ပါတယ်။ထိုရဲရင်စီတက်ချခြင်းကြောင့်ဖန်စီရေးမရှင်ရနေကယ်ဆယ်ရေးမရှင်နဲ့တိုက်ပွဲမရှင်တို့ပြောင်းလဲသွားပါတယ်။ American စစ်သားတွေကလည်းမိုဂါဒစ်ရှူမြို့တော်တွေစစ်ချနိုင်ကြောင်းတိုက်ပွဲဝင်ခဲ့ပါတယ်။ဒီတိုက်ပွဲတွင် American စစ်သားပေါင်း18ယောက်သေဆုံးပြီးစစ်လက်နက်ပစ္စည်းများနဲ့ဟန်ပြီးဟယ်လီကော်ပတာ2စီးအပြင်စစ်သားများပြားလည်းအထိကိဒဏ်ရာရရှိခဲ့ပါတယ်။ဒီဖီယို Black Hawk Down လို့လည်းလူသိများကြပါတယ်။နံပါတ်3 Operation Tura Bora 2001 Afghanistan American ကို9/11တိုက်ခိုက်မှုအတွက်ခေါင်းဆောင်ခဲ့တဲ့အကွိုင်ဒါခေါင်းဆောင်အိုစလာဘလာတင်တို့ကိုဖမ်းဆီးရန်အတွက်လုပ်ခဲ့တဲ့မစ်ရှင်ဖြစ်ပါတယ်။ထိုမစ်ရှင်တွင် Data Force CIA နဲ့အခြားသော Allied Special ဖို့များ Northern Afghan ဟော်ယာများလည်းပေါင်ခဲ့ပါတယ်။စစ်စင်ရေးစတင်ချိန်မှာ American Special Force နဲ့ CIA အပြင် Northern Alliance Afghan Militia များလည်းပေါင်ခဲ့ပါတယ်။ဒါမဲ့စတင်တိုက်ပွဲဖြစ်တဲ့အချိန်မှာစုံစမ်းရေးနဲ့ထောက်လှမ်းရေးအားနည်းတော့ကြောင့်ဘယ်လာနေရှိနိုင်မဲ့နေရာများကိုခန့်မှန်းပြီးတော့ဘုံဘုံများစွာကျဲခဲ့ပါတယ်။အိုဆန်ဘယ်လာနေပြေးနိုင်မဲ့ပါကစ္စတန်နယ်စပ်နာကို American CIA မြေပြင်ရောက်စစ်သား American Ranger အယောက်800ချဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ဂျန်နယ်ကတော့အယောက်800ထားခြင်းဟာပါကစ္စတန်ကိုစစ်ကြောင်းရချင်းချောက်နိုင်တယ်ဖြစ်တယ်လို့တောင်းဆိုမှုကိုပယ်ချခဲ့ပါတယ်။နောက်နေ့မှာ US Data Force နဲ့ Britain SPS တို့ရောက်လာပြီးတော့စစ်စင်ရေးမစ်ရှင်တွေစတင်ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ပူးပေါင်းစစ်စင်ရေးစတင်ပြီးတပြိုင်နက် American ဟာ Australia နဲ့ရှင်းနိုင်မဲ့ကိုကိုပေါင်9000အလေးချိန်ရှိတဲ့ဘုံဖြစ်ဘုံကျဲခဲ့ပါတယ်။အာဖဂန်စစ်တပ်နဲ့ CIA တပ်ဖွဲ့ဝင်များလည်းစတင်ဝင်ရောက်တိုက်ခိုက်ပါတယ်။ဒါပေမဲ့အာဖဂန်စစ်သားတွေကဘာသာရေးကိစ္စကြောင့်အများပြားအနောက်ကိုတက်ဆုတ်သွားပါတယ်။ American CIA အဖွဲ့ကလည်းအိုဆာဘလာဒင်ရဲ့ဒီနေရာကို Aggreda Radio ကတဆင့်နေရာအတိအကျကိုကြားသိခဲ့ရပါတယ်။အဲဒါကြောင့်ထိုးစစ်ကိုမစတင်ခင်အာဖဂန်စစ်ကူတွေရဲ့နောက်ဆုံးမှုကြောင့်ကြံ့ချိခဲ့တဲ့ American CIA နဲ့ Special Operator အဖွဲ့တွေကရန်သူရဲ့အလဲကြားမှာဖက်ဖက်လဲဝိုင်းခံနေရပါတယ်။အဲဒါကြောင့် Data Force က Oscar Bin Laden ကိုမဖမ်းဆီးတော့ဘဲပြမိနေတဲ့ CIA နဲ့ US Special ဖို့အပြင်အာဖဂန်စစ်သားအချို့တို့ကိုကယ်တင်မှုအတွက်လမ်းကိုကျွေးခဲ့ပါတယ်။အဲဒီမနက်မှာအကွိုင်ဒါခေါင်းဆောင်တွေကအာဖဂန်တို့နဲ့အတိုက်ခိုက်ရက်စင်းရန်ရေဒီယိုကနေဖွင့်လှစ်ခဲ့ပါတယ်။ဒါပေမဲ့ American Data Force နဲ့ CIA တို့က Osman Bin Laden ရှိတဲ့နေရာကိုဆက်ပြီးတိုက်ခိုက်ဖို့သွားတဲ့အချိန်မှာအာဖဂန်စစ်တပ်တွေရဲ့ဝိုင်းလာကိုခံခဲ့ရပါတယ်။ Ryan စစ်ဌာနချုပ်ကဘာညီနိုင်မှုကလက်မခံနိုင်ဘူးဆက်ပြီးတော့မစ်ရှင်ကိုလုံးဆောင်မယ်လို့ရေဒီယိုကနေပြောကြားခဲ့ပါတယ်။ဖြစ်တဲ့ရဲ့ SPS MI6 American Data Force အပြင်ဂျာတော့ Special Force များဆက်လက်ပြီးတော့တိုက်ပွဲဝင်နေပါတယ်။အဲ့ဒါအပြင် Data Force က Osman Bin Laden ပြီးနိုင်မဲ့နေဆက်ကိုလေရင်ပေါ်ကနေမိုင်းများကိုပစ်ချဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ American စစ်ဌာနချုပ်ကတောင်းဆိုမှုကိုပယ်ချခဲ့ပါတယ်။ဒီလိုအလွမ်းနဲ့အမျိုးမျိုးချော်ချော်ဖြစ်နေတဲ့အချိန်မှာ Osama Bin Laden နဲ့ Al-Qaeda ခေါင်းဆောင်200ကျော်ဟာပါကစ္စတန်နယ်စပ်အတွင်းတို့ဖပ်ပြီးတင်းချောင်သွားခဲ့ကြတယ်။ထိုစစ်စင်ရေးတွေ American ဒေါ်လာဘီလီယံပေါင်းများစွာကုန်ကျခဲ့ပြီးတော့
အိုဆာပီလာတင်ကိုရအောင်ဖန်ဆင်းနိုင်ခဲ့ပဲအဲ့ဒါအပြင်စုံစမ်းရေးနဲ့ထောက်လှမ်းမှုနဲ့အာဖဂန်တို့ရဲ့ရိုးရာဓလေ့နဲ့ဘာသာရေးဆိုင်ရာကိစ္စများကိုတီချာမလေ့လာခဲ့တဲ့အတွက်စစ်စင်ရင်တစ်ခုလုံးကကြာရှုံးခဲ့ပါတယ်နောက်ထပ်ကြာရှုံးသောမစ်ရှင်များတဲ့အားလည်းရှိပါတယ်ဒါပေမဲ့အဲ့ဒါဟာ data proof ရဲ့အားနည်းမှုကြောင့်ပုတ်ပေါင်း CIA ရဲ့စုံစမ်းရေးနဲ့ထောက်လှမ်းမှုအားနည်းသောကြောင့်ဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးအတွက်ကျေးဇူးတင်ပါတယ်။ Like and subscribe လုပ်ဖို့လည်းမမေ့ပါနဲ့နော်။ချားပဲဖွဲ့စည်းရည်ရဲ့အကြောင်းကိုလုပ်ပြရမယ်ဗျ။ကွန်မန့်လေးရေးခဲ့ပါအောင်နော်။